2006 ခုနှစ်မှာအသက်22နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာသူ့ရဲ့ပထမဦးဆုံး World Cup ကိုစတင်ဖြတ်သန်းခဲ့ပါတယ်။2026 ခုနှစ်မှာတော့အသက်42နှစ်အရွယ်ဂန္ဓဝင်တစ်ယောက်အဖြစ်သူ့ရဲ့ဆဋ္ဌမအကြိမ်မြောက် World Cup ကိုဖြတ်သန်းခဲ့ပါတယ်။နှစ်ပေါင်း20ကြာတဲ့ခရီးရှည်ကြီးတစ်ခုဒါဟာခရစ္စတီယာနိုရိုနယ်ဒိုရဲ့နောက်ဆုံး World Cup ဖြစ်လာတော့မှာလား။ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီဗီဒီယိုထဲမှာတော့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့စွမ်းဆောင်ရည်ပေါ်တူဂီအသင်းရဲ့ခရီးစဉ်နဲ့နောက်ဆုံး World Cup ဖြစ်လာနိုင်ခြေကိုပေါင်းစပ်ပြီးတော့ storytelling တစ်ခုအနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့စလိုက်ကြရအောင်ပါမကြသေးမီကဘရာဇီးဂန္ဓဝင်တိုက်စစ်မှုကြီးရိုနယ်ဒိုနာဇာရီယိုကတော့ခရစ္စတီယာနိုရိုနယ်ဒိုနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖွယ်မှတ်ချက်တစ်ခုကိုပေးခဲ့ပါတယ်သူကအချိန်တစ်ခုရောက်လာရင်ခန္ဓာကိုယ်ကဆက်မသွားနိုင်တော့ဘူးလို့ကိုပြောလာလိမ့်မယ်ခန္ဓာကိုယ်အနိုင်ယူဖို့ဆိုတော့အလွန်ခက်ခဲပါတယ်လို့ပြောကြားခဲ့ပါတယ်ဒါအပြင်ခရစ္စတီယာနိုရိုနယ်ဒိုဟာဆော်ဒီလိမှာကစားနိုင်တဲ့အဆင့်အတန်းတစ်ခုကိုပိုင်ဆိုင်နေစေဖြစ်ပေမဲ့ဝေါ်ကတ်လိုအမြင့်ဆုံးအဆင့်ပြိုင်ပွဲတွေမှာတော့သူ့အတွက်ပိုပြီးခက်ခဲနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲရဲ့အဆင့်အတန်းကအလွန်မြင့်မားလို့ပါလို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီစကားတွေကခရစ္စတီယာနိုရိုနယ်ဒိုဝေဖန်လိုက်တာမဟုတ်ဘဲနဲ့ဘောလုံးသမားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကအချိန်တစ်ခုရောက်လာရင်သူဘလောက်ပဲကြိုးစားနေပါစေအကန့်အသတ်တွေရှိလာတတ်တယ်ဆိုတဲ့အမှန်တရားတစ်ခုကိုပြောပြလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုရိုနယ်ဒိုဆိုတဲ့ကစားသမားကတော့အကန့်အသတ်ဆိုတဲ့အရာတွေကိုအချိန်ချင်းကြော်ဖြတ်ပြခဲ့တဲ့ကစားသမားတစ်ယောက်ကသူ့ကိုမဖြစ်နိုင်ဘူးလို့ပြောခဲ့တဲ့အရာတွေကိုတော့ဖြစ်နိုင်အောင်လုပ်ပြခဲ့တဲ့သူလည်းဖြစ်ပါတယ်2026 FIBA World Cup ဟာခရစ္စတီယာနိုရိုနယ်ဒိုအတွက်အရန်ထူးခြားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲဟာသူ့ရဲ့6ကြိမ်မြောက်ကမ္ဘာဖလားဖြစ်ပြီးတော့ဘောလုံးသမိုင်းမှာဘယ်သူမှမလုပ်နိုင်သေးတဲ့စံချိန်တစ်ခုကိုထပ်မံရေးထိုးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။အသက်42နှစ်အရွယ်အထိအမြင့်ဆုံးမှာကစားနေစေဖြစ်တဲ့ရိုနယ်ဒိုဟာကမ္ဘာဖလား6ကြိမ်ဇက်တိုက်ပါဝင်ကစားခဲ့ပြီးတော့6ကြိမ်စလုံးမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဦးဆုံးဘောလုံးသမားအဖြစ်သမိုင်းဝင်စံချိန်တစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။2026ကမ္ဘာဖလားမှာပေါ်တူဂီအသင်းဟာGroup K မှာ Uzbekistan, DR Congo, Colombia အသင်းတို့နဲ့တအုပ်စုတွေကြားရောက်ခဲ့ပြီးတော့အုပ်စုဒုတိယအဖြစ်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်။ခရစ္စတီယာနိုရိုနယ်ဒိုဟာအသင်းကောင်းဆောင်တစ်ယောက်အနေနဲ့ကစားသမားတွေကိုဦးဆောင်ပေးနိုင်ခဲ့တယ်လို့အရေးပါတဲ့သွင်းဂိုးတွေကိုလည်းသွင်းယူပေးနိုင်ခဲ့တယ်။အသက်42နှစ်အရွယ်အထိနေ့စဉ်လေ့ကျင့်ခန်းတွေအစားအသောက်ထိန်းသိမ်းမှုတွေအိပ်စက်ချိန်ကိုတိကျစွာစီမံခန့်ခွဲနိုင်မှုတွေကြောင့်ရိုနယ်ဒိုဟာအခြားကစားသမားတွေထက်ပိုပြီးတော့ကြာရှည်စွာအမြင့်ဆုံးအဆင့်မှာကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာဖလားပြိုင်ပွဲဆိုတာကတော့တာမန်ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ကမ္ဘာအကောင်းဆုံးအသင်းတွေနဲ့ကစားသမားတွေစုဝေးနေကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ပွဲစဉ်တိုင်းရဲ့ပြိုင်ဆိုင်မှုပြင်းထန်မှုကလည်းတော်တော်လေးမြင့်မားပါတယ်။ကစားသမားတစ်ယောက်ချင်းစီရဲ့အရှိန်အဟုန်ကြန့်ခိုင်မှုနဲ့ pressing တွေကမိနစ်90လုံးအပြည့်အဝလိုအပ်နေတဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။32သင်းအဆင့်မှာတော့ပေါ်တူဂီအသင်းကခရိုအေးရှားအသင်းကို2-2နဲ့အနိုင်ရခဲ့ပြီးတော့16သင်းအဆင့်ကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာခရစ္စတီယာနိုရိုနယ်ဒိုရဲ့အတွေ့အကြုံနဲ့ဦးဆောင်နိုင်စွမ်းတွေဟာအသင်းအတွက်တော်တော်လေးအရေးပါခဲ့ပါတယ်။အသက်အရွယ်ကသူ့ရဲ့အရှိန်ဟိုပြောင်းလဲသွားစေပေမဲ့သူ့ရဲ့နေရာယူပုံဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ပွဲကိုဖက်ရှုနိုင်စွမ်းတွေကတော့ကမ္ဘာအဆင့်မှာရှိနေသေးပါပဲ။ဒါပေမဲ့16သင်းအဆင့်မှာတော့ပေါ်တူဂီအသင်းရဲ့ကမ္ဘာဖလားခီးစဉ်ဟာစမ်းသပ်မှုအကြီးမားဆုံးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူတို့ရဲ့ပြိုင်ဘက်ကတော့နောက်ဆုံးမှာကမ္ဘာဖလားချန်ပီယံဖြစ်လာမယ်စပိန်အသင်းဖြစ်နေခဲ့ပါတယ်။စပိန်အသင်းဟာလူငယ်နဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးပေါင်းစပ်ထားတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပေါ်တူဂီအသင်းကိုတပွဲလုံးနီးပါးဖိအားပေးနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ပေါ်တူဂီအသင်းဟာစပိန်အသင်းကိုတကိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးတော့ကမ္ဘာဖလားပြိုင်ပွဲကနေနှုတ်ဆက်ခဲ့ရပါတယ်။ဒါဟာခရစ္စတီယာနိုရိုနယ်ဒိုအတွက်တော့တော်တော်လေးနာကျင်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်နေခဲ့ပါတယ်။သူ့ရဲ့ကမ္ဘာဖလားအိမ်မက်ဟာနောက်ထပ်တစ်ချိန်ထပ်မံရပ်တန့်ခဲ့ရပြန်ပါတယ်။ဒါပေမဲ့ဒီကမ္ဘာဖလားဟာပေါ်တူဂီအသင်းအတွက်ရှုံးနိမ့်မှုတစ်ခုတည်းနဲ့သတ်မှတ်လို့မရပါဘူးဒီကမ္ဘာဖလားဟာပေါ်တူဂီဘောလုံးလောကရဲ့အနာဂတ်ကိုမြင်တွေ့လိုက်ရတဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်နေခဲ့ပါတယ်ဖက်တင်ညာဂျာအိုနာဗက်စ်ရာဖီယယ်လီယွန်နဲ့ဂွန်ဂျာလိုရာမို့စ်တို့ဟာကမ္ဘာအဆင့်စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ကြပါတယ်အထူးသဖြင့်ဖက်တင်ညာကပေါ်တူဂီအသင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီးတော့ဂျာအိုနာဗက်စ်ကလည်းလူငယ်ကျယ်ပွင့်တစ်ယောက်အနေနဲ့အင်အားသင့်ပွဲခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်ရာဖီယယ်လီယွန်ရဲ့မြန်နှုံးနဲ့ dribbling စွမ်းရည်တွေကလည်းပြိုင်ပွဲခံစစ်တွေကိုအမြဲတမ်းဒုက္ခပေးနိုင်ခဲ့တယ်။ဂွန်ဂျာလိုရာမို့စ်ကလည်းရိုနယ်ဒိုအတွက်အကောင်းဆုံးစပို့ပေးနိုင်ခဲ့ပြီးတော့တိုက်စစ်ပိုင်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီကမ္ဘာဖလားဟာရိုနယ်ဒိုရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်လာခဲ့မယ်ဆိုရင်တော့မှပေါ်တူဂီအသင်းအနာဂတ်အတွက်စိုးရိမ်စရာမရှိဘူးလို့ပြောလို့ရပါတယ်။တစ်ဖက်မှာတော့ရိုနယ်ဒိုနာဇာရီယိုရဲ့စကားတွေကစဉ်းစားစရာဖြစ်စေပါတယ်။ဘောလုံးသမားတိုင်းဟာအချိန်ကိုအနိုင်မယူနိုင်ကြပါဘူး။
လီယိုနယ်မက်ဆီလူကာမိုဒရစ်တို့လိုကန်ဝင်တွေတောင်မှအသက်အရွယ်တက်ရောက်မှုကိုအခုရင်ဆိုင်နေကြရပြီပဲဖြစ်ပါတယ်ဒါပေမဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတော့မဖြစ်နိုင်ဘူးလို့ပြောကြတဲ့အရာတွေကိုတော့ဖြစ်နိုင်အောင်လုပ်ပြခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်2003ခုနှစ်မှာ Sporting Lisbon ကလူငယ်လေးတစ်ယောက်အဖြစ်စတင်ခဲ့တဲ့သူ့ရဲ့ခရီးစဉ်ဟာ2026ခုနှစ်ကမ္ဘာဘောလုံးလောကရဲ့ထိပ်ဆုံးမှာဆက်လက်ရပ်တည်နေသေးဖြစ်ပါတယ်ကမ္ဘာဖလားကိုမကင်မြောက်နိုင်ခဲ့ပေမဲ့ခရစ္စတီယာနိုရိုနယ်ဒိုကဘောလုံးသမိုင်းမှာဖျက်လို့မရတဲ့စာမျက်နှာတွေကိုရေးထိုးထားခဲ့ပြီးဖြစ်ပါတယ်2026ကမ္ဘာဖလားဟာခရစ္စတီယာနိုရိုနယ်ဒိုအတွက်နောက်ဆုံးကမ္ဘာဖလားဖြစ်လာမလားဆိုတာကိုတော့သူကိုယ်တိုင်ပဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့တေးကြတာတစ်ခုကတော့သူကကမ္ဘာဖလားသမိုင်းရဲ့အကြီးကျယ်ဆုံးကစားသမားတွေတည်းကတယောက်အဖြစ်ပရိသတ်တွေအမြဲတမ်းအမှတ်ရနေဦးမယ်ဆိုတာပါပဲကျွန်တော်တို့ channel မှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမဟုတ်လို့ like နဲ့ follow မလုပ်ရသေးလုပ်ပေးခဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်